အားလုံးပဲမင်္ဂလာပါForest Coach and Trainer ဆိုင်းမိုင်ဖြစ်ပါတယ်အဲ့တော့ကျွန်မဒီနေ့ March လတတိယပတ်မှာကျွန်တော်တို့ရဲ့ Forest Market အပေါ်မှာတက်ရောက်မှုဖြစ်လာစေနိုင်တယ်အထူးသဖြင့်ကျွန်တော်တို့ကမ္ဘာရွှေရောင်းဝယ်လုပ်နေတဲ့ trader တွေအတွက်ပေါ့နော်ဈေးကွက်ပေါ်မှာတက်ရောက်မှုဖြစ်စေနိုင်တဲ့ကမ္ဘာသတင်းတွေပေါ့နော်economic calendar မှာပေါ်ပြပေးနေတဲ့ကမ္ဘာသတင်းတွေကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီအပတ်မှာဆိုလို့ရှိရင် March လ16ရက်နေ့တနင်္လာနေ့တုန်းကမြန်မာစံတော်ချိန်ည10:00နာရီမှာတော့ US President Trump ရဲ့မိန့်ခွန်းပြောတဲ့သတင်းကဒါထွက်ခဲ့တာဖြစ်တယ်။အဲ့တော့ဒီတစ်ပတ်အနေနဲ့ထပ်ပြီးတော့ကြံမဲ့သတင်းကတော့ဗုဒ္ဓဟူးနေ့ရဲ့ဂျာရာပရီရဲ့2ရက်မှာကျွန်တော်တို့ထွက်မဲ့သတင်းတွေရှိတာဖြစ်တယ်။အဲ့တော့ဗုဒ္ဓဟူးနေ့ March လ18ရက်နေ့ညမြန်မာစံတော်ချိန်ည9:00နာရီမှာဆိုရင်သတင်းထွက်ဖို့တစ်ခုရှိမယ်။ည9:00နာရီမှာတော့crude oil inventory နဲ့ဆိုင်တဲ့သတင်းတစ်ခုရှိမယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကမ္ဘာရွှေရောင်းဝယ်လုပ်သူတွေအတွက်ဗုဒ္ဓဟူးနေ့မှာစောင့်ကြည့်ရမယ့်သတင်းကတော့ည9:00နာရီသတင်းဖြစ်ပါတယ်။အော်ဂျာရာပရီနေ့ March လ19ရက်နေ့မှာတော့ကျွန်တော်တို့ဒါမနက်ပေါ့နော်တကောင်လို့လည်းပြောလို့ရတယ်အာရှ trader တွေမြန်မာစံတော်ချိန်နဲ့ဆိုလို့ရှိရင်တော့ဗုဒ္ဓဟူးညတကောင်ပေါ့နော်ဂျာရာပရီမနက်ဒီ7ခွဲလို့ပြောလို့ရတယ်အဲ့အချိန်မှာတော့ကျွန်တော်တို့ဈေးကွက်အပေါ်မှာအထူးသက်ရောက်မှုဖြစ်လာစေနိုင်တဲ့သတင်း3ခုဆက်တိုက်ထွက်ဖို့ရှိပါမယ်ဆိုတော့ဒီသတင်း3ခုဟာဈေးကွက်ပေါ်မှာပြင်းထန်တဲ့ပေါ့နော်ပြောင်းလဲမှုတွေဖြစ်စေနိုင်တဲ့သတင်းလို့လည်းတွေ့ရတယ်ဆိုတော့ဒီသတင်းတွေကတော့ဘယ်ချိန်မှာထွက်မလဲဆိုရင်ကြာတာပရိမနက်ပေါ့နော်7ခွဲမှာကျွန်တော်တို့ထွက်မှာဖြစ်တယ်ဆိုတော့အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့မနက်တနာရီမှာလည်းထပ်ပြီးတော့ FOMC press conference ဆိုတဲ့ data ကြီးတစ်ခုလည်းထွက်ဖို့ရှိနေပါတယ်အဲ့ဒီဂျာရာပရီနေ့ညမှာပဲမြန်မာစံတော်ချိန်ည9:00နာရီမှာတော့ဈေးကွက်ကိုတက်ရောက်မှုဖြစ်စေနိုင်တဲ့သတင်း2ခုထွက်ဖို့ရှိပါတယ်။ပြီးရင်ည8:00နာရီခွဲမှာလည်းနောက်ထပ်ဈေးကွက်ကိုလာပြီးတက်ရောက်မှုဖြစ်စေနိုင်တဲ့နောက်ထပ်သတင်းတစ်ခုကလည်းည8:00နာရီခွဲမှာရှိပါတယ်။အဲ့တော့ပုံမှန်ကျမတို့အနေနဲ့ဒါအမြဲတမ်းတောက်ကြနေညမှာထွက်လေးရှိတဲ့ Fairchild Power Speak ဆိုတဲ့သတင်းကြီးတစ်ခုကတော့ဒီတစ်ပတ်ဈေးကွက်ဖွင့်ရမှာမဟုတ်ပဲနဲ့စနေနေ့ရဲ့ည9:00နာရီကိုပြောင်းပြီးတော့ထွက်ဖို့ရှိတယ်ဆိုတဲ့အရာလေးကိုတွေ့ရတာဖြစ်တယ်။ဆိုတော့ဒါကတော့ဒီတစ်ပတ်မှာကျမတို့ဈေးကွက်ပေါ်မှာတက်ရောက်မှုဖြစ်စေနိုင်တဲ့ကမ္ဘာသတင်းတွေဖြစ်ပါတယ်။အဲ့တော့ trader တယောက်အနေနဲ့ဒီသတင်းကမ္ဘာသတင်းတွေကပေါ့နော်မကြည့်လို့မရဘူးကျမတို့စောင့်ကြည့်နေရတဲ့ analysis အမြဲတမ်းလုပ်ရတဲ့အချိန်မှာဒီသတင်းတွေလည်းပါဝင်တာဖြစ်တယ်။အဲ့တော့ဒီဗီဒီယိုလေးကတော့ကျွန်မအနေနဲ့ဒီတစ်ပတ်မှာထွက်မဲ့ကမ္ဘာသတင်းတွေကိုမျှဝေပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။